မင်္ဂလာပါဗျာဒီနေ့ဒီဗီဒီယိုကိုကြည့်နေတဲ့လူငယ်တွေထဲမှာကိုလမ်းပြောင်းနေပြီလားလို့ဘေးကုန်းထုတ်နေသူတွေရှိပါလိမ့်မယ်ဘဝရဲ့ဥတီချက်ကိုရှာမတွေ့ပဲနေ့ရက်တွေကိုအလားအသက်ကုန်းဆုံးနေတယ်လို့ခံစားရတာတကယ်ချင်းတွေအောင်မြင်နေတာကိုကြည့်ပြီးကိုသိငယ်နေတာဒီခံစားချက်တွေဟာကျွန်တော်တို့ခေတ်လူငယ်တိုင်းနှိပါရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေပါအပြင်ကမြင်ရတဲ့ဖိအားတွေလူမှုကွန်ရက်ပေါ်ကပြည့်စုံတဲ့ဘဝတွေကြောင့်ကိုယ့်ရဲ့လက်ရှိအခြေအနေကိုမကျေနပ်တာဟာသဘာဝပါပဲဒါပေမဲ့တင်တယောက်ရဲ့ရုန်းကန်နေရတာတော့မဟုတ်ဘူးဆိုတာကိုအရင်ဆုံးလက်ခံလိုက်ပါဒီနေ့ကျွန်တော်တို့ဟာအဲ့ဒီဖိအားတွေကိုကိုယ့်ရဲ့အင်အားအစစ်အမှန်ဖြင့်ဘယ်လိုပြောင်းကြမလဲဆိုတာမိတ်ဆွေနဲ့အတူဆွေးနွေးတော်မှာဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးရင်ကိုယ့်ရဲ့အနာဂတ်မှာဘယ်လိုနေထိုင်ရမလဲဆိုတာနားလည်သဘောပေါက်သွားပါလိမ့်မယ်ကဲချင်းဆွဲပဲစလိုက်ကြစို့ဒီစိတ်ပြအားငယ်မှုတွေရဲ့အဓိကအရင်းခံအကြောင်းရင်း၃ခုရှိပါတယ်နံပါတ်1အဆုံးမဲ့နိုင်ရှင်မှုကျွန်တော်တို့ခင်မှာတခြားသူတွေရဲ့အကောင်းဆုံးအပိုင်းတွေကိုပဲနေ့တိုင်းမြင်နေရတယ်။သူတို့ရဲ့အောင်မြင်မှုပျော်ရွှင်မှုချမ်းသာမှုတွေကကိုယ့်အပေါ်ဖိအားပေးနေတတ်တယ်။ဒါပေမဲ့မမေ့လိုက်ပါနဲ့။လူမှုကွန်ရက်ဆိုတာပွဲထုတ်တဲ့နေရာသာဖြစ်ပြီးဘဝတစ်ခုလုံးကိုပြတာမဟုတ်ပါဘူး။ကိုယ့်ရဲ့ခီးလန်းနဲ့တခြားသူရဲ့ခီးလန်းကိုဘယ်တော့မှမနိုင်ရှင်ပါနဲ့။မိတ်ဆွေရပြန်ရတာကိုမှဝါသနာပါတယ်ဆိုရင်တော့ကိုယ်သာပြန်ပါ။ဘယ်လိုပြန်ရမလဲ။ဒီနေ့ငါဘာလုပ်နိုင်ခဲ့လဲ။နောက်နေ့ဒီထက်ပိုလုပ်နိုင်ရမယ်စသဖြင့်ပေါ့ဗျာနံပါတ်2ရည်ရွယ်ချက်ဝေဝါမှုလူကြီးတွေကပိုက်ဆံရှာလို့ပြောပေမဲ့ဘယ်လိုရှာရမလဲကိုယ်တကယ်ဘာကိုစိတ်ဝင်စားလဲဆိုတာကိုရှာဖွေဖို့အားပေးသူနည်းပါတယ်ပန်းနိုင်မခိုင်မာရင်လမ်းပြောင်းနေပါလိမ့်မယ်ကိုယ်တကယ်ဝါသနာပါတာကိုအရင်ဆုံးဖော်ထုတ်ဖို့လိုအပ်တယ်ဗျာနံပါတ်3ချက်ချင်းအောင်မြင်ခြင်းနဲ့စိတ်အရာရာကိုအမြန်လိုချင်တဲ့ခေတ်ကြီးမှာချက်ချင်းအောင်မြင်ခြင်းနဲ့စိတ်ကကြီးစိုးနေတတ်ပါတယ်ကိုယ့်ရဲ့ကြိုးစားမှုတိုင်းကိုချက်ချင်းအသိအမှတ်ပြုခံကျင်ကြတယ်။ဒါပေမဲ့တကယ်တန်ဖိုးရှိတဲ့အရာတွေကအချိန်ယူရတတ်ပါတယ်။သိခံခြင်းနဲ့စဉ်ဆက်မပြတ်ကြိုးစားမှုကသာအောင်မြင်မှုကိုယူဆောင်လိုက်နိုင်မှာဖြစ်ပါတယ်။မဲဆွေရဲ့အင်အားစစ်မှန်ကိုရှာဖွေဖို့နည်းလမ်း၃ခုရှိပါတယ်။ဒီအရာတွေကစိတ်သက်ခွန်အားပေးုံတက်တက်မဟုတ်ပဲလက်တွေ့ကျင့်သုံးလို့လည်းရပါတယ်။နည်းလမ်း၁လူတယောက်ကအခြေခံလိုအပ်ချက်ဖြစ်တဲ့စားဝတ်နေရေးလုံခြုံရေးတွေပြည့်စုံမှကိုယ့်တန်ဖိုးထားမှုနဲ့တကယ်စွမ်းဆောင်နိုင်မှုကိုရောက်ပါတယ်။မိတ်ဆွေရဲ့လိုအပ်ချက်ကဘယ်အဆင့်မှရှိနေလဲဆိုတာကိုရိုးသားစွာစမ်းစစ်ပါ။အခြေခံအဆင့်တွေမခိုင်မာသေးရင်အဲ့ဒီအဆင့်ကိုအရင်ဆုံးခိုင်မာအောင်လုပ်ပါ။နံပါတ်2မိတ်ဆွေတစ်ခုခုကိုလုပ်နေတဲ့အခါအချိန်တွေကုန်မှမသိအောင်ပျော်မှုပြီးအားစိုက်ထုတ်နေရတဲ့အလုပ်ကဘာလဲ။အဲ့ဒါကမိတ်ဆွေရဲ့သဘာဝအရေးချင်းနဲ့ဆရာထက်သန်မှုပေါင်းစပ်နေတဲ့အရာပါပဲ။အဲ့ဒါကိုပဲကိုယ့်ရဲ့ fashion ကိုယ့်ရဲ့ဝါသနာလို့ခေါ်တာပေါ့လူတိုင်းကကိုယ်ဘာဝါသနာပါမှမသိကြပါဘူးဥပမာကွန်ပျူတာ program ရေးတာစက်ပစ္စည်းတွေကိုပြုပြင်တာပုံဆွဲတာလူတွေကိုစကားပြောပြီးဆွဲဆောင်တာစသဖြင့်ဒီအရာတွေပေါ်မှာအချိန်ပေးပြီးလေ့လာဖြစ်နေတဲ့အရာကကိုယ့်ရဲ့ဝါသနာဖြစ်ဖို့များပါတယ်ဒီလန်သုံးကိုယ်ပိုင်တန်ဖိုးကိုတတ်မှတ်ပါတခြားသူတွေကမိတ်ဆွေကိုဘာဖြစ်စေချင်တာလဲဆိုတာကိုခဏမေးထားပါမိတ်ဆွေကိုယ်တိုင်အတွက်ဘဝမှာအရေးကြီးတဲ့အချက်၃ချက်ကိုချရေးလိုက်ပါဥပမာရိုးသားမှုလွတ်လပ်မှုဖန်တီးနိုင်စွမ်းမိတ်ဆွေရဲ့ဆုံးဖြတ်ချက်တိုင်းကိုအဲ့ဒီတန်ဖိုးတွေနဲ့ကိုက်ညီအောင်ကြိုးစားနေတိုင်းပါဒီလိုဆိုရင်မိတ်ဆွေရဲ့လုပ်ရတိုင်းမှာအဓိပ္ပာယ်ရှိလာပါလိမ့်မယ်ကြီးမားတဲ့ဘန်းနယ်တွေရောက်ဖို့အတွက်သေးငယ်တဲ့ခြေလမ်းတွေကအရေးကြီးဆုံးပါပဲတရက်ကို1ရာခိုင်နှုန်းပိုကောင်းအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့စလိုက်ပါ9မိနစ်စီးမြင်ကိုကျင့်သုံးကြည့်ပါတခုခုလို့ရမှာပြင်းရင်ညှိငွေ့နေရင်9မိနစ်ပဲလုပ်မယ်လို့ကိုယ့်ကိုယ်ကြိပေးပါ9မိနစ်ပြီးရင်ဆက်လုပ်ခြင်းစိတ်ပေါ်လာတတ်ပါတယ်9မိနစ်စာပန်9မိနစ်လုပ်ပေါ့ဗျာရှုံးနေခြင်းကိုအောင်ဝဲခံပါမိတ်ဆွေတခုခုမှားယွင်းသွားရင်ဒါဟာဘဝပြတ်သွားတာမဟုတ်ပါဘူးငါဒီနီးလန်းနဲ့တော့မရဘူးဆိုတာသိလိုက်ရပြီလို့သင်ခန်းစာယူပါရှုံးနေမှုတိုင်းဟာသင်ယူမှုအတွက်အခွင့်အရေးပဲလို့တွေးပြီးချက်ချင်းပြင်ဆင်ပြီးရှေ့ဆက်ပါကိုယ့်ကိုယ်အားမလို့အားမရဖြစ်တဲ့အချိန်ကိုမှတ်တမ်းတင်ပါစိတ်ထက်ကြပြီးအားမလို့အားမရဖြစ်တဲ့အခါအဲ့ဒီခံစားချက်ကိုမှတ်စုစာအုပ်ထဲမှာချရေးလိုက်ပါပြီးရင်အဲ့ဒီခံစားချက်ကိုငါဘယ်လိုပြောင်းလဲပြရမလဲဆိုတဲ့မေးခွန်းကိုမေးပါရေးချခြင်းအပြင်စိတ်ဖိစီးမှုတွေရော့ကျသွားပါလိမ့်မယ်နားနေခြင်းကိုတန်ဖိုးထားပါအမြဲတမ်းအလုံးလုံးနေဖို့မလိုပါဘူးအုံတော့နဲ့ခန္ဓာကိုယ်ကိုအနားပေးပါစိတ်ကိုတည်ငြိမ်အောင်တရားထိုင်တာလမ်းလျှောက်တာနားယူတာတွေကမိတ်ဆွေရဲ့စွမ်းဆောင်ရည်ကိုတကယ်တိုးစေတာအမှန်ပါပဲမိတ်ဆွေရဲ့တကယ်အင်အားကမိတ်ဆွေရဲ့ဘွဲလက်မှတ်မှမရှိပါဘူးဘွဲရထားပြီးသားသူတွေသိပါလိမ့်မယ်မိတ်ဆွေရဲ့ရုပ်ရည်မှမရှိဘူးမိတ်ဆွေရဲ့ဘဏ်အကောင့်ထဲမှာမရှိဘူးမိတ်ဆွေရဲ့အင်အားကမိတ်ဆွေရဲ့အတွင်းစိတ်ထဲမှာပဲရှိပါတယ်
မိတ်ဆွေဘလို့ပေါင်းချင်ကပဲလာမိတ်ဆွေဘလို့အခက်အခဲတွေပဲရင်ဆိုင်နေရပါစေမိတ်ဆွေရဲ့အနာဂတ်ကိုဖန်တီးနိုင်တဲ့စွမ်းအားဟာမိတ်ဆွေရဲ့လက်ထဲမှာပဲရှိပါတယ်ဘယ်တော့မှလက်မလျှော့လိုက်ပါနဲ့ကိုယ့်ကိုယုံကြည်မှုရှိပါဒီနေ့ကစပြီးငါလုံနိုင်တဲ့ဆိုတဲ့စကားကိုမိတ်ဆွေရဲ့လွတ်တိဘွားထဲမှာတက်သွင်းလိုက်ပါမိတ်ဆွေရဲ့ဘွားကြီးမှာအမြဲတမ်းအားပေးနေပါမယ်ဒီဗီဒီယိုကနေခွန်အားတစ်ခုကိုရသွားတယ်ဆိုရင်လိုက်လေးလုပ်ပြီး comment မှာငါစတင်ပြီလို့ရေးခဲ့ပေးပါပြီးရင်တော့ subscribe လေးပါလုပ်ပေးခဲ့ပါဗျာနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော် bye bye